တတ်မဲ့မှုတွေလူချင်းမှုတွေဖြောင်းနိုင်မှစိတ်ကလေးဟာလွတ်မြောက်မယ်စဉ်းစားကြည့်လေတွေ့တာမှုတွေရှိနေတဲ့လူရဲ့စိတ်ဟာအမြဲတမ်းအားငယ်နေတာကြီးပဲရှုံးပေးနေတာကြီးပဲလူတွေကကိုယ်ကဘဝကိုအနိုင်ရတဲ့လူသာထင်တယ်မဟုတ်ဘူးရှုံးပေးနေကြတာအားလုံးရာဂဝိရာဂစေတောဝိမု ക്തി တွေ့တာမှုတွေလူချင်းမှုတွေတတ်မဲ့မှုတွေကိုဖယ်ရှားပြစ်လိုက်နိုင်မှတမာရီစိတ်ကလေးဟာလွတ်မြောက်သွားမှာဖြစ်ဆိုလိုတာကမစိတ်ကိုရမယ်လို့ဆိုလို့နိဗ္ဗာန်ကိုမြင်နိုင်စွမ်းမရှိဘူးလေဘုန်းကြီးတို့စိတ်တွေဟာနိဗ္ဗာန်ကိုမြင်နိုင်စွမ်းမရှိဘူးနိဗ္ဗာန်ကိုတွေးချင်ပိတ်ပိတ်ပိန်းနေတာပဲနော်နိဗ္ဗာန်ကိုတော့ဆူတောင်းတယ်အခုသွားမလားဆိုလို့ရှိရင်အလုပ်ထဲမှာပဲပြောင်းမယ်ပြန်စဉ်းစားချင်လိုက်နော်မသွားနိုင်သေးဘူးလို့ဆိုရရှိနေသေးတယ်အိမ်စိတ်မချသေးဘူးဆိုတာလေအဲ့ကြရင်ပေါ်လာလိမ့်မယ်ရာခဆိုတာတွေ့တာမှုတွေပေါ်လာတယ်လေသွားရတော့မယ်ဆိုရင်ဟိုတွေ့တာဒီတွေ့တာဟိုချိတ်ဒီချိတ်လျှောက်ချိတ်နေတာတော့လည်းမထွက်တော့အဲ့ဒီမှာပို့ပြီးတော့သိတာနော်အဲ့တော့ရာဂဝိရာဂစေတောဝိမု ക്തി ရာဂတွေ့တာမှုတွေကင်းပြတ်သွားပြီဆိုတော့မှစိတ်လေးဟာလွတ်မြောက်သွားနိုင်တယ်じゃကိလေသာတွေအလုံးဟာလွတ်တော့အဝိဇ္ဇာဝိရာဂပညာဝိမု ക്തി အဝိဇ္ဇာနည်းနည်းလေးရှိနေရင်ကိုပညာကဟန်တာဖြစ်နေပြန်မသိမှုရှိနေတဲ့များကလည်းပဲကာစီးနေဥမှာပဲတို့ကာစီးနေတဲ့အတွက်ကြောင့်ပညာရဲ့အစွမ်းအစဟာဒီပွင့်လင်းမှမဟုတ်ဘူးပညာရဲ့အစွမ်းအစတောက်ပလာခြင်းမရှိဘူးလို့ပညာဟာတကယ်ကိုအပြည့်အဝတိုးတက်လာတာတော့အဝိဇ္ဇာခင်းသွားမှာပဲလို့ဆိုလို့အဲ့ဒီနှစ်ခုဒီလိုဒါကပြောက်ဖို့သမထကျင့်စဉ်ကိုကျင့်ရမယ်အဝိဇ္ဇာပြောက်ဖို့အတွက်သမထဝိပဿနာကျင့်စဉ်ကိုကျင့်ရမယ်ရာဂကိုဖယ်နိုင်ဖို့အတွက်သမာဓိကျင့်စဉ်ကိုကျင့်တယ်အဝိဇ္ဇာကိုဖယ်ရှားနိုင်ဖို့အတွက်ဝိပဿနာကျင့်စဉ်ကိုကျင့်အဝိဇ္ဇာနဲ့ရာဂသို့မဟုတ်အဝိဇ္ဇာနဲ့တဏှာဟာကိလေသာတွေရဲ့ခေါင်းပဲဖြစ်တယ်